တရားသူကြီးရဲ့ကိုယ်တိုင်အုပ်ချုပ်ရေးရဲ့ကိုယ်တိုင်ချိုးဖောက်နေပါတယ်ပြည်သူတွေကိုအပြစ်မရှိဘဲ24နာရီတပ်ဖို့မတော်တော့ဘူးဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြပ်တဲ့ကိုအုပ်ချုပ်ရေးရဲ့တရားစီရင်ရဲ့ကိုယ်တိုင်ချိုးဖောက်နေပါတယ်တရားစီရင်ဟာလွတ်လပ်သောတရားစီရင်ဖြစ်ရပါမယ်အာဏာပိုင်တွေကိုတောင်းနေတဲ့တရားစီရင်ဟာဘယ်တော့မှမလွတ်လပ်ဘူးပြောပါဦးဘေးလေးကပြောပါဦးဘေးလေးကနေနင်းလာတော့ပြောပေးပါဦးနင်းလာတော့ပြောပေးပါဦးခန်းချုပ်ထားတဲ့နေရာမှာဆရာတော်တွေမလာလို့ဆိုပြီးတော့ဗသာကန်တွေလိုပြန်ပေးဆွဲထားတယ်လို့လုပ်ထားတယ်တကယ်တော့အစိုးရကတရားစီရင်ရေးမှာဒီလူတွေကတရားဥပဒေကိုကျူးလွန်နေဆိုရင်တရားစီရင်ရေးမရိုင်းတာတွေ့လားမရိုင်းတာတွေ့လား မရိုင်းနဲ့ဗျာမရိုင်းတာတွေ့လားဒီမောင်ကြီးရောပါဘူးလေရပါတော့ဒီကြဒီနေ့ကြုံနေတယ်လို့ပြောနေတာ။ဒီဘက်နဲ့နောက်ထပ်နှစ်ပတ်ရုံးလို့ပြောတယ်။ဟောထောင်းနေ။ထောင်းနေရောဆက်နေတယ်။